အားလုံးပဲမင်္ဂလာပါကိုရီမတွေအားလုံးပဲမင်္ဂလာရှိတော့ချိန်ခါသမ ्या လေးပါငါကူငါမတွေအားလုံးပဲအခုချိန်ကစပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းလူငွေစီးပွားရေးချမ်းသာရေးအားလုံးပဲဆက်ဆက်ရအဆင်ပြေချုံးမှုကြပါစေလို့နော်တူဒီညီမဒီအကောက်တစ်ကလေးဟိုင်းပြီးတော့စပြီးတော့ကိုရီကိုမတွေအားလုံးစူတော်မေတ္တာပို့တိုင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ကဲငါကူငါမတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ချိန်ခါသမ ्या လေးပါကဲကိုရီမတွေအားလုံးပဲမနေ့ကညီမ line ပေါ်မှာတက်ပြီးတော့တင်ပေးထားခဲ့တာငါကူငါမတွေအားလုံးကိုတောင်ညခွန်ပတ်တီတလုံးမနေ့ပိုင်းမကြရင်ညနေပိုင်းတလုံးချင်းဒီဘက်ကိုကြာမယ်လို့ပြောပေးထားခဲ့တာပေါ့နော်ကိုမတွေအားလုံးပဲဒီညနေကတော့ခွန်နဲ့ခွန်ပတ်တီလေးကြာသွားပါတယ်89ဆိုပြီးတော့ပေါ့နော်ကိုမတွေအားလုံးပဲအဲ့ဒီတိုင်းပဲဗုဒ္ဓဘူးနေကုန်လေးမှာညီမပတ်တီနှလုံးချပေးခဲ့တာအဆင်ပြေသလိုတာတာပရင်းနေကုန်မှာလည်းငါကူငါမတွေအားလုံးပဲပတ်တီနှလုံးဝမ်းချင်းပတ်တီနှလုံးနဲ့မျှဝေပေးမှာဖြစ်တဲ့အတွက်ငါကူငါမတွေအားလုံးပဲအခုကစပြီးတော့ channel လေးကို subscribe ခေါင်းလောင်းလေးနှိပ်လိုက်လက်မာလေးတန်းစီပြီးတော့နှိပ်ပြီးတော့ channel လေးကိုစရင်ဆုံးပြီးကြည့်ပေးပေါ့မြတ်တာရက်ခံနေတယ်ပေါ့နော်ငါကုန်းငါမတွေအားလုံးပဲကဲကိုရီမတွေအားလုံးပဲပေါ့နော်ဒါမနက်ဖြန်နေကုန်မှာဘာပတ်သေးလေးတွေကစားရမလဲဘာမိန်ကွက်ကလေးတွေကစားရမလဲဆိုတာလည်းမျှဝေပေးမယ်ပေါ့နော်စောစောပြောသလိုပြောဥစွာပထမပေါ့ငါကုန်းငါမတွေအားလုံးပဲအခုမှညီမဒီတူရီမေလေးရဲ့အကောက်အစ်စ်ကလေးကိုအခုမှကြည့်တဲ့လူသစ်ကိုရီမတွေအားလုံးပဲဥစွာပထမမြစ်တာရက်ခံနေတာပေါ့နော် channel လေးကို subscribe မရသေးတဲ့ငါကူငါမတွေအားလုံးပဲပါလာခဲ့ရင် channel subscribe ခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါလိုက်လက်မလေးလည်းတူတူကြောင်မကြမ်းနှိပ်ပြီးတော့အားပေးဝိုင်းရံပေးကြပါဦးပေါ့နော်ကိုမတွေအားလုံးပဲဒါမှလည်းညီမတင်နိုင်ဗီဒီယိုဖိုင်လေးတွေမှာငါကူငါမတွေအားလုံးပဲအများနဲ့မြင်ရတွေ့ရအောင်လို့ပါနော်ကိုတွေမတွေအားလုံးပဲကဲကိုတွေမတွေအားလုံးပဲဒါမနက်ဖြန်ကြာတာပရင်းနေကုန်အတွက်ကိုကိုတွေအားလုံးပဲပတ်တီးလုံးဝိုင်းနှလုံးနဲ့မျှဝေပေးခဲ့ပါမယ်အကြိုက်တူတဲ့ဝါသနာတူတဲ့ကိုတွေမတွေအားလုံးပဲလိုက်ပြီးတော့ဆော့လို့ရပါတယ်ထိထိမိမိလိုက်ပြီးတော့ဆော့ပေးပါမနက်ဖြန်လေးရွှေပတ်တီးနှလုံးထပ်ပြီးတော့တင်ပေးခဲ့ပါမယ်ပတ်တီးနှလုံးစလုံးကိုကြိုက်ပါတယ်မနက်ဖြန်လေးအားကောင်းပါတယ်ပေါ့နော်ဒီနေ့တော့ဗုဒ္ဓဘူးနေကုန်ပေးခဲ့တယ်လို့မျိုးပဲမနက်ဖြန်ကြာတာနေကုန်မှာလည်းငါကူငါမတွေအားလုံးပဲအဆင်ပြေအောင်လို့ညီမတင်ပေးခြင်းဖြစ်ပါတယ်နော်ငါကူငါမတွေအားလုံးပဲကြာတာနေကုန်မှာရွှေပတ်တီးနှလုံးမအကြိုက်ဆုံးပတ်တီးနှလုံးထပ်ပြီးတော့တင်ပေးခဲ့ပါမယ်ဒီဗုဒ္ဓဘူးနေကုန်လိုပဲပေါ့နော်ဗုဒ္ဓဘူးနေအတွက်ကိုညီမတင်ပေးခဲ့ထားခဲ့တာနေကုန်ပတ်တီး3ညခွန်ပတ်တီးရှိမယ်နေကုန်ကြိုက်တယ်နေကုန်အားတာတယ်လို့ပြောထားခဲ့တာပေါ့နော်ကိုမကြီးအားလုံးပဲအဲ့ဒီတိုင်းပဲမနက်ဖြန်ကြာတာပရင်းနေကုန်မှာလည်းရွှေပတ်တီးနှလုံးတင်ပေးထားခဲ့ပါမယ်မနက်ပိုင်းတစ်လုံးကြရင်ညနေပိုင်းထပ်ပြီးတော့တစ်လုံးထပ်ပြီးတော့စော်ပေးပါနေကုန်အားကောင်းပါတယ်နော်ကိုမကြီးအားလုံးပဲမနက်ပိုင်းမကြရင်ညနေပိုင်းစော်ပါပတ်တီးနှလုံးစလုံးဒီအားရန်ကောင်းပါတယ်ကြားဖို့အားတာပါတယ်ပေါ့နော်ကိုမကြီးအားလုံးပဲအကြိုက်တူတဲ့ဝါသနာတူတဲ့ကိုဒီမတွေအားလုံးပဲလိုက်ပြီးတော့ထိထိမိမိဆော့လို့ရပါတယ်เนาะကိုမတွေအားလုံးပဲညီမအကြိုက်ဆုံးပတ်တီးနှလုံးကတော့ကိုမတွေအားလုံးပဲကိုကြိုက်နှစ်သက်တဲ့ပတ်တီးနှလုံးနဲ့ရမှာကိုကြိုက်နှစ်သက်တဲ့ပတ်တီးပါလို့ရှိရင်လိုက်ပြီးတော့ထိထိမိမိကစားပေးပါပတ်တီးနှလုံးဒီ3ညပတ်တီး3ပတ်တီးပါ3ညပတ်တီး3ပတ်တီးပါ3ညပတ်တီး3ပတ်တီးပါမနေ့အောင်ကတင်ပေးထားခဲ့တာကြတော့3ညပတ်တီး9ပတ်တီးကိုညီကုန်တင်ပေးထားခဲ့တာပေါ့เนาะကိုမတွေအားလုံးပဲအခုကတော့3ညပတ်တီး3ပတ်တီးပါ3 ညပတ်တီးနေကုန်ရှိပါမယ်နောက်ကိုမတွေအားလုံးပဲ3 ညပတ်တီးနေကုန်ရှိပါမယ်အကြိုက်တူတဲ့ကိုဒီမတွေအားလုံးပဲ3ညနဲ့ကြိုင်3ညနဲ့ထိုးပါဒါမှမဟုတ်ဘဲနဲ့3နဲ့ကြိုက်တဲ့ညီမလေးကိုတို့မတို့တော့3နဲ့ထိုးမယ်ဆိုလဲ3နဲ့လိုက်ပြီးတော့စော့လို့ရပါတယ်နေကုန်ပတ်တီး3ညပတ်တီး3ပတ်တီးရှိပါမယ်3ည3ဝမ်းချိန်3ည3ပတ်တီးပါနော်ငါကုန်းမတွေအားလုံးပဲအကြိုက်တူတဲ့ကိုဒီမတွေအားလုံးပဲလိုက်ပြီးတော့စော့လို့ရပါတယ်3ညနဲ့တင်ကလန်လေး3ကွက်3နဲ့တင်ကလန်လေး3ကွက်စီရွေးပြီးတော့ထုတ်ပေးထားခဲ့မယ်အဲ့ဒီမှာမိန်ကွက်ကလေးတွေရွေးပြီးတော့ထပ်ပြီးတော့ထုတ်ပေးခဲ့ပါအောင်မယ်နော်ကိုမတွေအားလုံးပဲကဲ3ညနဲ့တင်ကလန်လေးတွေကိုကိုပြောမယ်3ညနဲ့ဆိုရင်3ည5 3ည6 3ည9မှာ3ည5 3ည6 3ည9မှာ3ညနဲ့ပတ်သက်တဲ့တင်ကလန်လေးတွေပါ3ည5 3ည6 3ည9မှာ3ညနဲ့ပတ်သက်တဲ့တင်ကလန်လေးတွေပါနော်အကောင်မတွေအားလုံးပဲ3ည5 3ည6 3ည9ဒါ3ညနဲ့တင်ကလန်3ခွက်ပါ3နဲ့ဆိုရင်30 3ခွန်38ပါ30 3ခွန်38ပါ30 3ခွန်38ပါ3ညနဲ့ဆိုရင်3ည5 3ည6 3ညခွန်3နဲ့ဆိုရင်30 3ခွန်38ပါနော်အကြိုက်တူတဲ့ကိုဒီမတွေအားလုံးပဲလိုက်ပြီးတော့ကစားလို့ရပါတယ်3ညပတ်တီး3ပတ်တီးပါနော်လက်ဖန်ပတ်တီးနှလုံးဒီနေကုန်အားတာပါတယ်နော်ကိုမတွေအားလုံးပဲအကြိုက်တူတဲ့ကိုဒီမတွေအားလုံးပဲလိုက်ပြီးတော့ဆော့လို့ရပါတယ်3ညပတ်တီး3ပတ်တီးဟိုမှာ3ပတ်တီးကြိုက်လို့ရှိရင်3ပတ်တီးပတ်3ညပတ်တီးကြိုက်လို့ရှိရင်3ညပတ်တီးပတ်3ည3ပတ်တီး3ည3ဝမ်းချိန်ပါ
နော်ကိုကြီးကိုမကြီးအားလုံးပဲကဲဒါလေးကိုပြောရင်းနဲ့ဗီဒီယိုဖိုင်လေးကိုဒီနားရင်နားပါမယ်အစာရင်ဆုံးဒီတေချာလေးကြည့်ပြီးတဲ့ကိုကြီးမကြီးအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းလူမှုရေးစီးပွားရေးကျမ်းမာရေးအားလုံးပဲဆက်ဆက်ရအစီအမီချုံးမှုကြပါစေလို့နော်တူဒီမေလေးရဲ့ channel လေးရရင်ပြီးတော့စူတောင်းမြတ်တာပို့တိုင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ကဲငါကူငါမကြီးအားလုံးပဲတက်တာပါအနက်မှန်ဒီကုန်းမှာရွှေပတ်သီးနှလုံးနဲ့ထိထိမိမိကန်ဆကြပါစေရကြပါစေပေါက်ကြပါစေပေါ့နော်အားလုံးပဲတက်တာပါနော်